အားလုံးပဲမင်္ဂလာပါကဲဒီကနေ့အပူပါဝါအပူဘယ်သူရကြလဲပါဝါဘယ်သူရကြလဲမသိဘူးသိသူဖော်စားမသိသူကြော်သွားเนาะအဲ့ဒီနေ့ကကျွန်မ live လွှင့်ပေးလိုက်တယ်live လွှင့်မို့ဗီဒီယိုလေးတင်ပေးလိုက်တယ်ဒီမှာเนาะတွေ့တဲ့သူကတော့ပေါက်သွားမှာပဲเนาะဒီမှာကျွန်မတခါတည်းဖော်ထားတယ်ဒါပေမဲ့ကျွန်မသည်1 chain ပဲကျွန်မပြောလိုက်တယ်65 1 chain เนาะ65 1 chain ကဘုံကနေတိုင်းကနေဆင်းလာနိုင်တယ်လို့ဒီမှာကျွန်မကကနန်းဖော်ထားတယ်เนาะမြင်တဲ့သူတော့ပေါက်မှာပေါ့မြင်တဲ့သူတော့ရသွားလိမ့်မယ်เนาะ61ပုံမှာရေးပေးထားတယ်เนาะဒီမှာဒီကနန်းနေမထွက်ဒီကနန်းထွက်သွားတယ်အခုတစ်ခါထပ်ပြီးတော့ကျွန်မတို့လဲညီကိုထပ်ဖြစ်တယ်เนาะလဲညီကိုထပ်ဖြစ်လို့ကျွန်မပြန်လာပြီးပြောပေးတာเนาะလဲညီကိုထပ်ဖြစ်တယ်အဲ့တော့ကျွန်မပြောမယ်လဲညီကိုထပ်ဖြစ်တယ်အဲ့ဒါကတခါလေးရေးပေးလိုက်မယ်တခါလေးရေးလိုက်မယ်ဓမ္မတို့ဒီကနေ့ကဗာလဲ61ညနေကနေ့เนาะကျွန်မပထမ live မှာကလေးကကျွန်မပြောတယ်ပထမ live မှာကျွန်မကပထမဗီဒီယိုမှာဗာပြောထားလဲဆိုတော့ဒီတောက်ကြမှာအပူးနဲ့ပိတ်တဲ့အတွက်ကြောင့်အပူးပါဝါနှက်ခမ်းညီကိုအဲ့ဒါကဒီပွဲထဲမှာအနည်းဆုံး3ခုလာမယ်လို့เนาะအခု2ခုထွက်သွားပြီเนาะအခု2ခုထွက်သွားပြီ61ရယ်2ရယ်61ဆိုရဲပါဝါ2ဆိုရဲအပူးဆိုအပူးလဲနောက်တစ်ကြိမ်လာနိုင်တယ်ပါဝါလဲနောက်တစ်ကြိမ်ပြန်လာနိုင်တယ်เนาะတနင်္လာမှာပါဝါနဲ့စရင်အောက်ပွဲထဲမှာပါဝါနောက်တစ်ကြိမ်အနည်းဆုံးတစ်ကြိမ်လာမယ်အပူးနဲ့စတဲ့အတွက်ကြောင့်အပူးနောက်ထပ်အနည်းဆုံးတစ်ကြိမ်ထပ်လာမယ်နောက်ပြီးတော့ကျမတို့တနင်္လာမှာပါဝါနဲ့စလိုက်တဲ့အတွက်ကြောင့်ဒီအပေါ်ပွဲပြန်ကြတစ်ကြိမ်ရှိတယ်နော်အပေါ်ပွဲပြန်ကြတစ်ကြိမ်ရှိပါတယ်နော်ပေါ်ပွဲပြန်ကြတစ်ကြိမ်ရှိပါတယ်နောက်တစ်ခါကျမတို့ဒီမှာအလဲမှာညီကိုထပ်ဖြစ်တယ်ဒီမှာကျမအလဲမှာညီကိုဖြစ်လို့66နဲ့54လဲညီကိုဖြစ်လို့ဒီ65 1 chain သည်တဲ့ဖြစ်ရင်ဖြစ်မဖြစ်ရင်1 chain ဖြစ်ဆင်းလာနိုင်တယ်ဘုံကနေတိုင်းကနေဆင်းလာမယ်လို့ပြောတာ6ကတနင်္လာမှာတန်းဆင်းသွားတယ်65 1 chain အဲ့ဒီမှာ65ဆိုတဲ့ဒဲတစ်ခွက်ကတော့ထည့်ပြီးတော့ထိုးထားပါဦးเนาะအင်္ဂါမှာဆက်ထိုးကြည့်ပေါ့အင်္ဂါမှမထွက်လာရင်တော့မထိုးနဲ့တော့เนาะအင်္ဂါမှမထွက်လာရင်တော့မထိုးနဲ့တော့အခုတစ်ခါထပ်ပြီးတော့ဘာထပ်ဖြစ်လဲအလဲညီကိုထပ်ဖြစ်တယ်အလဲညီကိုထပ်ဖြစ်တဲ့အတွက်ကြောင့်เนาะအလဲညီကိုပိတ်ညီကိုအလဲညီကိုထပ်ဖြစ်တဲ့အတွက်ကြောင့်ညီမတို့ဗာလဲဒီမှာ4-5 chain မနေ့က4-5တယ်လေ4-6เนาะမနေ့က4-6 chain เนาะမနေ့က4-6 chain 4-6ဒီတဲ့လာရင်လားမလာရင်1 chain ဟုတ်ပြီနော်သူက2ရက်အတွင်းဆိုပေမဲ့ချက်ချင်းပေးနေတယ်အခုဆိုရင်เนาะဒါဒီကနေ့ဆိုရင်လည်းဒါသူချက်ချင်းပေးသွားတာပဲအဲ့တော့ကျမတို့ထိုးရမယ့်ကနန်းတစ်ခွက်เนาะထိုးရမယ့်ကနန်းဒီတစ်ခွက်တော့မဟုတ်ပါဘူး4-6 1 chain ဖြစ်တဲ့အတွက်ကြောင့်4-6တဲ့လာရင်လားမလာရင်1 chain မယ်ဆိုရင်ထိုးရမယ့်ကနန်းဒီ4-5နဲ့6တစ်ပြန်ထိုးပါ4-5နဲ့6တစ်ကိုပြန်ထိုးပါအောက်ပွဲမှာเนาะ4-5နဲ့6တစ်ကိုအောက်ပွဲမှာပြန်ထိုးပါဒီပွဲထဲမှာကျွန်မပြောပြီเนาะဒီပွဲထဲမှာပါဝါနဲ့စတဲ့အတွက်ကြောင့်ပါဝါနောက်တစ်ကြိမ်လာမယ်အပူးနဲ့စလို့အပူးနောက်တစ်ကြိမ်ပြန်လာမယ်ဒီပွဲထဲမှာဟုတ်ပြီเนาะအပူးနောက်တစ်ကြိမ်ပြန်လာမယ်ပါဝါနောက်တစ်ကြိမ်ပြန်လာမယ်အလဲညီကိုဖြစ်တဲ့အတွက်ကြောင့်4-6တဲ့သို့မဟုတ်4-6 chain ဗုဒ္ဓဟူးဒီကျုံဝင်တယ်သူကဗုဒ္ဓဟူးဒီကျုံဝင်တယ်ဒါပေမဲ့ချက်ချင်းပေးနေတယ်အဲ့တော့မနေ့ကကို4-6တဲ့လား4-6 chain လား4-6 chain ဆိုရင်4-5လဲထိုးရမယ်6-1လဲထိုးရမယ်เนาะ6-1က6-1လို့ပြန်လာနိုင်တယ်6-1က6-2လို့လည်းပြန်လာနိုင်တယ်เนาะ9-4က9-4လို့ပြန်လာနိုင်တယ်9-4က9-5လို့လည်းပြန်လာနိုင်တယ်4-5လို့လည်းပြန်လာနိုင်တယ်ဟုတ်ပြီเนาะဒါကတော့ကျွန်မမနေ့ကဗီဒီယိုလေးမှာပြောပေးထားတယ်အပူးမူအဲ့တော့ဒီအပူးမူနှစ်ခုကလည်းကိုနဲ့တိုက်ဆိုင်တဲ့နေ့မှာအပူးမူကလည်းသူက2ရက်အတွင်းဆိုတော့အခုဒီမှာ
ငါးပူးမှုယူမယ်ဆိုရင်1ရက်2ရက်ဖြစ်သွားပြီရက်ကြော်ပြီမနေ့ကဆိုရင်သူ့ရဲ့ရက်ချင်းပြည့်နော်ငါးပူးမှုဆိုရင်သူ့ရဲ့ရက်ချင်းပြည့်မယ်မနေ့ကကိုနော်6ပူးမှုဆိုရင်ဗုဒ္ဓဥထိရတယ်1ရက်2ရက်နော်6ပူးမှုဆိုရင်ဗုဒ္ဓဥထိသူကကျုံးဝင်တယ်ဟုတ်ပြီနော်အဲ့တော့ကျမတို့ဒီငါးပူးမှုထဲမှာဆိုရင်နော်ငါးပူးမှုထဲမှာဆိုရင်မနေ့ကကိုသူကရက်ချင်းပြည့်မှာဆိုတော့ဒီထဲကအကောင်းဆုံးဒီထဲမှာပေါက်ကနန်းရှိတယ်နော်ဒီထဲမှာပေါက်ကနန်းရှိတယ်ထိုးပါဒီထဲမှာပေါက်ကနန်းရှိတယ်ထိုးပါနော်ဒါလေးကိုထိုးပါနော်ထိုးစီခြင်းပါတယ်ထိုးပါမနေ့ကရက်ချင်းပြည့်ဖြစ်တဲ့အတွက်ကြောင့်နော်မနေ့ကရက်ချင်းပြည့်ဖြစ်တဲ့အတွက်ကြောင့်ဒီထဲမှာပေါက်ကနန်းရှိတယ်ထိုးပါနော်ဟုတ်ပြီနော်အဲ့ဒါလေးကိုလာပြီးပြောတာအလဲညီကိုထပ်ဖြစ်တဲ့အကြောင်းရယ်နော်အလဲညီကိုထပ်ဖြစ်တဲ့အကြောင်းရယ်ကျမပြောတယ်ပထမဗီဒီယိုမှာပြောတယ်ဒီပွဲမှာဟာလာအပူးတွေပါဝါတွေနက်ခတ်တွေညီကိုတွေအဲ့ဒါတွေအကုန်စုံလိုက်မယ်တကယ်လို့၄ခုလုံးမကြရင်တော့အနည်းဆုံး၃ခုကြမယ်အခု2ခုကြသွားပြီနောက်ထပ်တစ်ခု2ခုလာနိုင်သေးတယ်နောက်ထပ်တစ်ခု2ခုဒီအဲ့တစ်ခု2ခုဒီဘာဖြစ်မလဲဆိုပါဝါထွက်တဲ့အတွက်ကြောင့်ပါဝါထပ်လိုက်မယ်ပူးထွက်တဲ့ကြောင့်ပူးထပ်လိုက်မယ်ဆိုတော့အဲ့ဒီဟာပဲဖြစ်သွားနိုင်တယ်ကျမပြောတာသဘောပေါက်လားမသိဘူးเนาะအဲ့လိုမျိုးဖြစ်သွားနိုင်တယ်ဒါကြောင့်မို့ပါဝါကြိုက်တဲ့သူကိုကနန်းတစ်လုံးကိုကြိုက်ရင်ဟလာ၄တစ်လုံးကြိုက်ရင်၄ကိုเนาะ၄ဘူး9တစ်လုံးကြိုက်ရင်ဟလာ6တစ်လုံးကြိုက်ရင်6 1 6 6အဲ့လိုမျိုးเนาะ6 9 6 6အဲ့လိုမျိုးเนาะအဲ့လိုလုပ်ပြီးတော့ကိုကြိုက်တဲ့ကနန်းတစ်လုံးကိုပါဝါနဲ့ခတ်အပူးလုပ်ပြီးတော့ထိုးလို့ရတယ်ကစားလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာသူကစခြင်းနေမှာရင်ပါဝါတို့အပူးတို့နဲ့စလိုက်တဲ့အတွက်ကြောင့်ဒီပွဲထဲမှာပါဝါတွေအပူးတွေငကိုကလေးကလည်းကျမပြောထားပြီးသားတောက်ကြမှာအပူးညီကိုပိတ်တဲ့အတွက်ကြောင့်အပူးညီကိုပိတ်တဲ့အတွက်ကြောင့်နော်အပူးညီကိုပိတ်တဲ့အတွက်ကြောင့်ဒီပွဲထဲမှာအပူးတွေပါဝါတွေညီကိုတွေဟာလာနက်ခတ်တွေအဲ့ဒါတွေစုံလိုက်မယ်လို့ကျမပြောပြီးသားပထမဗီဒီယိုမှာတည်းကနော်အခုပါဝါနဲ့အပူးနဲ့ထွက်သွားပြီဆို2ခုထွက်သွားပြီအဲ့တော့ကျန်တဲ့ဟာကိုကစားလို့ရတယ်ပါဝါကိုထွက်လို့ပါဝါဆက်လိုက်လို့ရတယ်အပူးထွက်လို့အပူးဆက်လိုက်လို့ရတယ်နော်အဲ့တော့ကို1 chain လေးနဲ့ဆက်ပြီးတော့လုပ်လို့ရတယ်1 chain နဲ့ပူးလို့ရတယ်1 chain နဲ့ပါဝါလုပ်ထိုးနော်အဲ့လိုပြောတာဟုတ်ပြီနော်အဲ့ဒါလေးကိုပြောတာပါနောက်တစ်ခါဒီမှာလဲညီကိုထပ်ဖြစ်တယ်ပိတ်ညီကိုထပ်ဖြစ်တယ်အဲ့လိုညီကိုဖြစ်တဲ့အတွက်ကြောင့်လေအပေါ်ကကနန်းကဒဲကြရင်ကြာမကြရင်1 chain အဲ့တော့ဒဲသည်46ဆိုတဲ့ကနန်းတစ်ခွက်ဒဲရှိတယ်456ဒီသုံးလုံးကလည်းခွေပြီးတော့ဆင်းလာနိုင်တယ်46လို့ထွက်မလား45လို့ထွက်မလား65လို့ထွက်မလားအဲ့လိုမျိုးဒီကနန်းသုံးလုံးဒီခွေပြီးတော့ဆင်းလာနိုင်တယ်ကနန်းစီနီယာဖြစ်တဲ့ကြောင့်ဒီသုံးလုံးခွေပြီးဆင်းလာနိုင်တယ်66ဘူးကပြန်မကြလာဘူးလို့ပြောလို့မရဘူးနော်66ဘူးကပြန်မကြဘူးလို့ပြောလို့မရဘူးဟုတ်ပြီနော်အဲ့ဒါလေးကိုလာပြောပြတာပါကျမဗီဒီယိုကြတော့အရှိကြီးလည်းပြောလို့မရဘူးရှင်အဲ့ဒါကြောင့်နော်ကဲအားလုံးပဲဆက်ပြီးတော့ထပ်ပြီးတော့ရကြပါစေเนาะကျမအချိန်နဲ့ပြောပြီးသွားပြီเนาะနောက်ပြီးတော့ဘာတွေဆက်လိုက်ရမယ်ဆိုတာလဲကျမဒီတနင်္လာထွက်စင်ရเนาะဘာဆက်လိုက်ရမယ်ဆိုတာလဲကျမပြောပြီးသွားပြီမပြောက်ပတ်သည်3ည5 9เนาะ3ည5 9ခွန်เนาะ3ည5 9ခွန်မပြောက်ပတ်သည်เนาะမပြောက်ပတ်သည်3ည5 9ခွန်အကုန်လာလိမ့်မယ်เนาะလာလိမ့်မယ်အဲ့ဒီမှာမနေ့ဖန်ကိုအားကောင်းတယ်ဒီဟာအားကောင်းတယ်နော်မနေ့ဖန်ကိုဒီဟာအားကောင်းတယ်နော်အားကောင်းပါတယ်အဲ့တော့ကိုကြိုက်တဲ့အလုံးနဲ့ကတ်ပေါ့နော်ကိုကြိုက်တာနဲ့ကတ်ပါဟုတ်ပြီနော်ကဲအားလုံးပဲကန်နုကန်ကောင်းကြပါစေကျမရဲ့ဗီဒီယိုလေးတအားရှိပါမှာသူတို့နော်မရတော့ဘူးကန်နုကန်ကောင်းကြပါစေအသက်ရှူတိုင်းငွေတွေဝင်ပါစေလက်ညှိုးညွှန်ရငွေဖြစ်ပါစေကျမရဲ့ဒီဟွာလေးကို channel လေးကို subscribe လို့နှိပ်ထားပေးအောင်နော်
အဲ့ဒါမှကျမတင်တိုင်းမြင်ရအောင်လို့ပါလောလောဆယ်ကျမဗီဒီယိုလေးတွေပဲရိုက်ပြီးတော့တင်ပေးပါမယ်ရှင်နေ့တိုင်းဟိုမှာ like ဟိုမှာကျမ channel လေးကိုဝင်ကြည့်ပေးပါနော်မြင်ရအောင်လို့လဲ subscribe လေးနှိပ်ထားပေးပါကဲအားလုံးပဲကံနုကံကောင်းကြပါစေကျမပေးသောကနန်းပေါကနန်းဖြစ်ပါစေနော်ပေးတာလေးလည်းရကြပါစေထိုးမိကြပါစေအားလုံးပဲနော်ပါတယ်အားလုံး